ကိုနှောက်မယ်စားထည့်ပါမယ်ရှင်ပြီးရင်အခါတက်လေးတွေပျောက်သွားအောင်စားလေးတွေနဲ့နေပေးပါမယ်ရှင်ဒါနဲ့နေပြီးပြီဆိုရင်တော့ရေလေးစစ်ချလိုက်ပါမယ်ရှင်နဲ့ကျဲမှာဆိုတော့အလေးကြီးကြီးလေးချက်ချင်းပြန်လေးလှီးလိုက်ပါမယ်ရှင်ကျက်ကန်နေငရုတ်ဒီဘလန်ဒါလေးနဲ့တိုက်ထားတာလေးကိုထိတ်ကြပါမယ်ရှင်ကျက်ကန်လေးတွေမှုေးလာပြီဆိုရင်ငပိထိပါမယ်ငပိကိုများများလေးထိပါမယ်ရှင်ငန်းငန်းခါခါလေးစားကြလို့ပါရုပ်ဒီဆက်ဆက်လေးစားခြင်းနေဆိုရင်တော့အလျှောက်ရောအစိမ့်ရောရိုးပြီးထိလို့ရပါတယ်ရှင်ကျွန်တော်ကတော့နည်းနည်းလေးအဆက်လျှော့ထားလို့ဒီတစ်ခါရုပ်ဒီလျှောက်လေးမထိလိုက်တော့ပါဘူးရှင်ကျက်သွန်ဖြူကျက်သွန်နီငရုတ်ဒီငပိနံလေးတွေမှုေးလာပြီးဆိုရင်တော့စီးပစွန်လေးတွေကိုထပ်ပါမယ်ရှင်စီးပစွန်လေးတွေနွမ်းလာပြီဆိုရင်တော့ဂျန်ပပမိထားတဲ့ဂျန်ဟန်ကားတီလေးတွေကိုထည့်ပါမယ်ရှင်စားထည့်ပါမယ်ရှင်အရာတောင်မောင်လေးအနည်းငယ်ထည့်ပါမယ်ရှင်ခုဆိုရင်တော့ခါခါငန်းငန်းဆက်ဆက်လေးဂျန်ကသည်ရှက်ကြိုလေးရပါပြီရှင်စားကြပါအောင်ရှင်ကြည့်ရှုပေးကြတဲ့တယောက်ရှင်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်လည်ဆုံကြမယ်နော်